အခုရှေ့ပိုင်းဘုန်းကြီးဟောဖို့ကြေညာထားတာကဘာသာထုတ်တယ်မြစ်ကိုပြည့်၍ချောင်းကိုရှာဘာတဲ့တုံးပြိဿသူခံဗုဒ္ဓသဩဘာဒံသူခံဓမ္မစရိယာနံလို့အစရှိတဲ့ဒေသနာတော်ကိုမြတ်စွာဘုရားကိုယ်တော်မြတ်သည်ဘု து အကြောင်းပြုဟောတယ်လေသာသနာတော်မှာမပျော်မွေပဲနဲ့ပြင်းရှိပြီးလူထွက်မယ်ဆိုတဲ့ကိုယ်တော်တစ်ပါးကိုအကြောင်းပြုဟောတယ်ဘုန်းကြီးတွေခုခေတ်မှာထွက်ချင်စိတ်ပေါက်ကြတာမဟုတ်ပါဘူးဘုရားလက်ထက်ကလည်းတဲထွက်ကြတချို့ကြတယ်လည်းထွက်လူဆဲဆဲဘုရားကိုယ်တော်မြတ်ကဒေသနာဓမ္မတွေပြလို့မထွက်ဖြစ်ဖဲနဲ့သောတာပန်တည်တဲ့ပုဂ္ဂိုလ်နဲ့သက္ကရာကအနာဂတ်တည်တဲ့ပုဂ္ဂိုလ်နဲ့ယဟန္တာဖြစ်တော်မူကြတဲ့ပုဂ္ဂိုလ်တွေနဲ့ဘုရားလက်ထက်ကအခုခေတ်တော့ယဟန်တပါမပြောင်းမွေ့လို့ထွက်တော့မယ်လို့ဆိုရင်မထွက်အောင်တားနိုင်တဲ့ပုဂ္ဂိုလ်ကဘယ်သူမှမရှိဘူးဘုရားလက်ထက်တုန်းကဘုရားတားမထွက်ဖြစ်ဘူးမပေါက်ဖို့ဝင်ဖြစ်ကြဧဒါကြီးခုခေတ်ထွက်မယ်လို့တကယ်ဖြစ်တဲ့ကိုယ်တော်တွေကိုတကယ်ထွက်ဖို့ရည်ရွယ်ချက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုတရားနာပြိဿကြီးကျွတ်တို့မထွက်အောင်ပြောမဲ့တိုက်တွန်းမဲ့ပုဂ္ဂိုလ်သာရှိမှတ်ထားတရားနာပြိဿမထွက်အောင်ပြောမဲ့တိုက်တွန်းမဲ့ပုဂ္ဂိုလ်သာရှိမထွက်အောင်ဆိုပြီးတားတဲ့ပုဂ္ဂိုလ်အတော်လေးနဲဘူးလားပြိဿကြီးနဲပါဗျာအဲ့လေနဲပြီမယ်လို့လဲရန်ကုန်မှာဒကမတယောက်စုတောင်းကြောင့်ဥစဉ်လေးတစ်ပါးမြဲတယ်ဆိုတာလေဘုန်းကြီးတောင်းကူမှာပြောဘူးပါပြောဘူးတယ်မဟုတ်လားပြိဿကြီးပြောဘူးပဲဒီမေ့နေလို့တစ်လက်ကြီးဖြစ်သွားရန်ကုန်မှာလေကိုတော်လေးတစ်ပါးရွှေတကုံဘုရားဝတ်ပြုပြီးတော့ထွက်တော့မယ်တဲ့ဘုရားသွားတော့ဒကမတယောက်ကပန်းစီမီဖျောင်းနိုင်နေလှူပြီးတော့စုတောင်းကိုတော်လေးလာတာမမြင်ဘူးဘုရားတပည့်တော်ပန်းစီမီဖျောင်းနိုင်ကိုလှူဒန်းရတော့ကောက်မှုကြောင့်ဤကုသိုလ်တွေကြောင့်ဘုရားတပည့်တော်သည်ဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှဟာသွားပါငါလည်းဘုရားဝတ်ပြုပြီးလူထွက်မလို့ဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှနောက်ထပ်ဘာထပ်တောင်းအောင်မှာပါလေငါလည်း तू မမြင်ပါဘူးလေဆက်နာထောင်ဘုရားတပည့်တော်ပန်းစီမီဖျောင်းနိုင်လှူဒန်းရတော့ကောက်မှုကြောင့်ဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမှဟာဘဝတောင်ချီသွားဇဂမတွေဘုန်းကြီးလူတွေတလောင်မုံလှဟေးတော်ပြီကွာထွက်ဘူးဆိုပြီးတော့အမေကူတော်လေးတစ်ပါးမြဲဘူးတဲ့ဗျရန်ကုန်မှာမှန်ရလားပြိဿကြီးဒါကြောင့်ဒကမတွေအဲ့ဒီစုကြက်တောင်းမှာဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှတောင်းဒီစုမျိုးတောင်းကောင်းခက်တော့ခက်ကြီးမင်းတို့မင်းလက်ထက်ကမိမတွေအားကြရင်လည်းသွားပြန်ရောမင်းတို့မင်းလက်ထက်ကမိမတွေကြတယ်ဘုန်းကြီးလူတွေရွေးယူကြဘာအကြောင်းရတော့မသိဒီထက်လင်းချင်းပြိုင်သေးတာဘုန်းကြီးလူတွေယူပြီးတော့ဟေးတို့လင်သားကပထမကြီးအောင်ထားတာလေမင်းတို့မင်းလက်ထက်ဟေးတို့လင်သားကပထမကြောင်အေးဓမ္မစရိယာအေးနဲ့ဘုန်းကြီးလူတွေယူပြီးလင်းကုန်ဖော်ကြသေးအလေရှိစေတော့အခုဘုရားလက်ထက်ကယဟန်ကြတော့ဘုရားကိုယ်တော်မြတ်ကဟောတယ်သူဒီလူထွက်မလို့အကြံဖြစ်တာကဒီလိုကိုဘုရားကြီးမြတ်စွာဘုရားရဲ့သာသနာမှာဝင်ထမ်းပြီးယဟန်ပြုလာခဲ့ပြင်းတာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်တောက်ရီအိုးစဉ်ကစရေပြည့်အောင်မခတ်ဘူးဘလောက်ပြင်းဧဒါရေအိုးစဉ်ရေခတ်ရဲ့အတော်ပြင်းတဲ့ကိုတော့တောက်ရီအိုးစဉ်ရေမခတ်တော့စရေတာနဲ့လူတဲ့ဆွမ်းနေရာဟုတွေဖုံးပေးပြီး तू ကရေအိုးစဉ်ရေမရှိရင်လေဆွန်းလောင်းတဲ့ဇယဆွမ်းဖုံးပေးတဲ့ဇယဖယ်သွားတော့အဲ့ဒီဇယကရေမရှိလို့ရှိရဲ့
အရထဲသွားရေကမတွေ့ပဲကိုဒီကနေ့ရေမတွေ့တော့အရထဲသွားပြီးတော့အိမ်တအိမ်မှာရေတောင်းတောက်တက္ကမတို့ရေတစ်ပေါက်လောက်ဖုံးပေးခြင်းလို့ကတ်စမ်းဓမ္မဗျာဓမ္မဗျာဖုံးပေးပါဗျာအဲ့ဒီအိမ်ကလည်းဓမ္မအရီရှိရေကတ်ပြီးတော့ရှောက်တယ်လေဓမ္မရှင်ဗျာတဲ့နေ့စဉ်နဲ့အမျှရေအလိုရှိကတပည့်တော်တို့အိမ်လာပြီးတော့ဖုံးပေးတော်မူပါဗျာဒီတိုင်းရှောက်မှတ်ထားနော်တပည့်တော်တို့အိမ်လာပြီးတော့ဖုံးပေးတော်မူပါဗျာရှောက်ထားတော့တရားနာပြေးတာရေကိုမခတ်တော့ဘူးအဲ့ဒီယဟန်ရေမခတ်ဖက်နဲ့အဲ့ဒီအိမ်ကြီးသွားတော့နောက်တရားနာပြေးတာအဲ့ဒီအိမ်ကဒဂမတယောက်ကအဲ့ဒီယဟန်ကိုမြင်ချင်းမဲ့ပြိဿကြီးမြင်ချင်းပဲပြုတ်ဘယ်လောက်ပြောသိပြီဒီပညာမွေးတဲ့ကမသိမဲ့တတ်တာကြုတ်ရှေ့ပြောစရာမလိုဘူးမလိုပေမဲ့လို့မြင်ချင်းပဲဆိုကြပါစို့ဒါသိသွားပြီသိသွားတော့ဒဂမကလေစကရိတ်ကလေးနဲ့ရှောက်အရှင်ဗျာနေ့စဉ်နဲ့မြရေဖုံးပေးလို့ကတပည့်တော်တို့အိမ်လာပြီးတော့ဖုံးပေးတော်မူပါဗျာတပည့်တော်တို့အိမ်မှာအစအရာဘာမှလိုလေသေးမရှိပါဗျာတဲ့လိုနေတာတစ်ခုကတော့ဖြင့်စီမံခန့်ခွဲပြီးတော့ခိုက်မဲ့စေမဲ့လူလိုနေပါတယ်ဗျာဒကမစကားဘယ်ရောက်တယ်ဆိုတာခမည်းတော်စဉ်းစားပေါ့ပစ္စည်းရဖြစ်ပြင်တော့ဘာမှမလိုဘူးဗျာတဲ့အစအရာလိုလေသေးမရှိပြည့်စုံပါရဲ့သို့ပါတော့လေဗျာတပည့်တော်တို့အိမ်မှာစီမံခန့်ခွဲပြီးတော့ခိုင်းမဲ့စီမဲ့လူလိုနေပါတယ်ဗျာပြေးသားကြီးဘာလိုနေတဲ့ဟောဗျာပြောပြီးသားတော့မဖြေအောင်ရပြေးသားကြီးဘာလိုနေတဲ့လူလိုနေဟောနောက်ကပြေးသားကြီးလူမလိုဘူးလားဟာလူတဲ့ဟာလူလဲကိုဘာကိုရှာလေဟုတ်တယ်လေလူလိုတဲ့ပြိဿအဲ့ဒီတကမပရိယေနဲ့ထီကမားကြီးကမားရှောက်လိုက်ရှင်းကျုပ်ကခြံမထားတတ်တဲ့ဘုန်းကြီးမို့ပြောရမယ်ဆိုရင်အဲ့ဒီတကမကယဟန်ကိုသူကလူယိုစကားပြောသမီးသားစကားပြောမောင်နဲ့နှမမကြောက်ဝဲနဲ့စကားမဟုတ်ပါဘူးသမီးသားစကားဆိုတာရိုးနေပါပြီဗမာပြည်ဘာတွေလျှောက်ပြောတာတုန်းတော့မအောင်မိနဲ့ခမည်းတော်နားလည်အောင်ပဲပြောတယ်မိမကဘုန်းကြီးကိုသမီးသားစကားပြောလူလိုနေပါတယ်ဗျာတဲ့ပြိဿလူလိုနေပါတယ်လို့လျှောက်တော့ကိုတော့စဉ်းစားတယ်လူရာကလူငါကဘုန်းကြီးအဲ့ဒါကြွားကြသူလိုတာကလူငါကဘုန်းကြီးဘာမှမဟုတ်ဘူးသူပြောတဲ့စကားတကယ်စဉ်းစားလိုက်တော့မင်းလည်းအသိသားကိုတော်ပြီဘုန်းကြီးဘဝနဲ့တော့မဖြစ်ဘူးလူတာကလူကိုတော့အတော်စဉ်းစားကောင်းဝင်တယ်ကိုပြိဿပြေးလိုက်ရှိလူတာကဘာပါလိမ့်လူတာကလူကိုပြိဿသူကဘာပါလိမ့်ယဟန်ဘုန်းကြီးတူပဲဒါနဲ့တရားနာပြိဿကြီးကြောင်းပြန်သွားကြောင်းရောက်တဲ့အချိန်ကစပြီးတော့ဆောင်းဖုံးပေးလို့မရဘူးပျော်လည်းမပျော်တော့ဘူးဟိုတခါမှပြောတဲ့စကားပဲသူ့နားထဲဆွဲနေလူလိုတယ်ငါကဘုန်းကြီးပြောတာကလူလိုတာလူမပြောဘဲနဲ့ဘုန်းကြီးလာပြောတော့ငါလူဖြစ်တဲ့ကျင်တယ်နဲ့တူတယ်
စဉ်းစားကုန်တာပေါ့ဟုတ်တယ်ငါလူထွန်းတဲ့ချင်တာနဲ့တူတယ်တော်ပြီထွက်တာကောင်းထွက်မယ်လူရဲဆိုတော့ငါကိုငါလူဖြစ်အောင်လူထွက်မယ်လူထွက်ပြီးတော့မှသူ့အိမ်ကိုငါသွားမယ်ဒီအကြံကြံစီတဲ့အချိန်ကစပြီးတော့တရားနာပရိသတ်ရေအတော်လေးဆင်းရဲလာဒီလိုဆင်းရဲဖြစ်ပြီးတော့လာသောအခါမှာကြည်တရားနာပရိသတ်ကျွေကြတော့မဲ့ဖက်ရွယ်ကြီးရင့်ပြီးတော့ဝါနေတဲ့ကဲ့သို့အကျော်ပြိုင်ထားလာအသားတွေလည်းဝါလာတော့ဘုရားဥပရိယုတ်အတော်ပြက်လာဘေးကသံဃာတော်တွေကဟေးငါရှင်သင်နေမကောင်းဘူးထင်တယ်မှန်လားပါဗျာတပည့်တော်လူနေကောင်းတယ်စိတ်နေမကောင်းဘူးဗျာသင်စိတ်ဘယ်နဲ့ကြောင့်နေမကောင်းတာတို့တပည့်တော်ရှောက်ရတော့မှာပဲဗျာဖယားကိုတော်မြတ်ကြီးမင်းလို့ရှိရင်တော့တပည့်တော်မရှောက်ရတော့ဘူးထင်တယ်အရှင်ဖယားတို့ကိုတော့တပည့်တော်ရှောက်ရတော့မှာပဲဗျာအချင်းချင်းမှုတပည့်တော်လေအရက်ထဲအိမ်တိမ်သွားပြီးတော့ဆွမ်းဖုံးပြီးရေတောက်တဲ့အချိန်ခါမှာဒကမတယောက်ကတပည့်တော်တို့အိမ်တပါးသောပစ္စည်းတော်မလိုဘူးဗျာအကုန်ပြည့်စုံတယ်ဗျာစီမံခံခွဲမဲ့လူတယ်လို့ရှောက်လိုက်တဲ့အချိန်ကစပြီးတော့တပည့်တော်လူထွက်ချင်စိတ်ပေါက်နေတယ်ဗျာပေါက်မှာပဲကိုတော့ရှောက်တာကူကလည်းလူတယ်ဆိုတော့ဘေးကကူတော့ဝေးပန်းမြန်နေကိုတော့ကိုအဲ့ဒီတိုင်းရှောက်လိုက်တာလားဘယ်သူမှမရှိဘူးဗျာလူမရှိဘဲနဲ့တပည့်တော်ရဟန်းကိုရှောက်လိုက်တာအိုးဒါဖြင့်ဟုတ်တယ်ကိုတော့လူထွက်တဲ့ခြင်းလို့ကိုတော့တောင်ပြုံးတော့ပြောနေခူကမှမနေခြင်းလို့မထွက်ချင်ရတယ်တဲ့ကိုတော့ခူကမှမပြောပါဘူးဆိုတဲ့ကိစ္စကိုတော့ကအဆင့်ဘိမ့်တက်ပေးနေပြန်ပြီဘိမ့်တက်မဟုတ်ဘူးလေအဲ့ဒီဒကမရဲ့စကားစဉ်းစားလိုက်တော့ဒီတိုင်းပဲငါတို့လည်းအဲ့ဒီအိမ်တော့ပေါက်ဘူးတဲ့တို့တော့ပြောဘူးဗျကိုတော်ဒီဒီလောက်ထီအောင်တော့ဇာရင်ပါဘူးကျုပ်ရှာရှိတယ်လို့မှတ်ပေါ့ပုထုဇဉ်နေဆိုတော့စိတ်ထဲစဉ်းစားကြည့်ရတာလေဒါပြင်ငါရှင်ပဲလို့သဘောရဘယ်လိုမှသဘောမရဘူးတပည့်တော်ကြည့်ကြပါတော့တပည့်တော်အမတန်ဆင်းရဲနေပါသဖြင့်တပည့်တော်လူထွက်ပါတော့မယ်ဖရာတဲ့တပည့်တော်လူထွက်တော့မယ်ဖရာလို့အဲ့ဒီကဲ့သို့တရားနာပရိသတ်ကြီးရှောက်လိုက်တော့ဘေးတန်ဃာတော်တွေကငါရှင်သင်ဒီတိုင်းထွက်လို့တော့မဖြစ်ဘူးလာဖះထံလိုက်ခဲ့ဖះထံခေါ်သွားဟဲ့ချစ်သားတို့အလိုမရှိတဲ့ရဟန်းဘယ်နဲ့ကြောင့်ခွန်လာခဲ့ကြမှန်လားပါဗျာခွန်လာခဲ့ဆိုသာသနာတော်ကြီးမပြောလို့လူထွက်တော့မယ်တဲ့ဗျာသာသနာတော်ကြီးမပြောလို့လူထွက်တော့မယ်တဲ့ဗျာဟဲ့ချစ်သားမှန်မလားမှန်ပါတယ်ဗျာတပည့်တော်လူထွက်တော့မယ်ဗျာမင်းဘာပြုလို့ထွက်မှာလဲဟဲ့တပည့်တော်ဗျာဒီလိုဒီအကြောင်းပါပဲဗျာဒကမတယောက်ကဒီလိုပြောတဲ့စကားကိုတပည့်တော်ဆွဲလန်းပြီးတော့တပည့်တော်လူထွက်ပါတော့မယ်ဗျာလို့အဲ့ဒါလို့ရှောက်ပါလားပရိသတ်ကြီးရှစ်သားတင့်ကိုဘယ်လိုပြောသလဲဟဲ့ဒီလိုပြောပါတယ်ဗျာလေဒီလိုဆိုတော့ဖះကိုရှောက်တာတိတိကျကျလေးပရိသတ်လည်းသိသွားအောင်ပေါ့ပရိသတ်တောင်ဖြစ်သွားပါပြီပရိသတ်လည်းသိသွားအောင်ပေါ့ပရိတော့မတတ်ပါနဲ့ဟုတ်တယ်ပရိသတ်လည်းသိသွားအောင်ပေါ့မှန်လားပါဗျာတဲ့ဖះတပည့်တော်သည်အဲ့တဲ့အိမ်ကိုသွားပြီးတော့ရေတောက်တဲ့ချိန်ခါမှာဒကမတယောက်ကတပည့်တော်တို့အိမ်မှာလုံလေသေးမရှိအကုန်လုံးပြည့်စုံပါတယ်ဗျာတဲ့စီမံခံခွဲမဲ့လူလိုးနေပါတယ်လို့အဲ့ဒီကဲ့သို့ရှောက်တော့ဗျာချစ်သားအဲ့ဒီမိမရှောက်တာဘာဟုတ်သေးတို့
အဲ့ဒီမိမလျှောက်တာဘာဟုတ်သေးတော့တင်ဒီမိမကိုအကြောင်းပြုပြီးတော့ဟဲ့ချစ်သားဒီမိမကိုအကြောင်းပြုပြီးတော့သာသနာဘောင်မှရွေလျောရမယ်ဆိုတာတင့်အတွက်ငါဘုရားကရုဏာတရားထားပြီးတော့တဏှာလှကြီးရဲ့ငါဘုရားသာသနာဝင်ထားရဟန်းပြုပြီးတော့ဘုရားတပည့်တော်သည်သောတာပတ္တိဖို့သို့ရောက်ပါပြီဗျာတဂရဂါမိဖို့သို့ရောက်ပါသည်ဗျာအနာဂါမိဖို့သို့ရောက်ပါပြီဗျာအရဟတဖို့သို့ရောက်ပါပြီဗျာလို့ဒီမက်ဒီဖို့တွေရအောင်အားထုတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေကနဲ့ဒီမက်ဒီဖို့တွေကိုမပြောကြနိုင်ဘဲနဲ့အခုတော့မိမတယောက်ဖြားယောင်သွေးဆောင်ပြီးပရိယေနဲ့ပြောတဲ့စကားဆွဲလန်းပြီးတော့သင်လူမထွက်လေနဲ့သင်လူထွက်မဲ့ကြရင်ဒုက္ခဖြစ်တော်မှာပေါ့ရှစ်သားတဲ့ဒီမိမဒီကဲ့သို့သင်အားပြောကြခြင်းသည်အဆမ်းမဟုတ်ဟောနောက်ဘဝတုန်းကအင်မတန်ပညာတတ်တဲ့ယောက်ျားတစ်ယောက်ကိုပင်လျင်တက္ကသိုလ်တိုင်းပြည်သို့ပညာသင်သွားလိုက်လာပါမြအကြောင်းသားတွေရဲ့အပေါ်မှာကဝိတဆူလုံနေတဲ့ကျွတ်တို့တက္ကသိုလ်ဆရာကြီးကဇူလဓနုကဟာလေးအတက်ကိုတစ်ဖက်ကန်းခတ်တာတွေ့ရသဖြင့်မောင်ရင်မင်းငါဆရာကြီးနှိမ့်သက်တယ်ဒါကြောင့်ငါဤသမီးအားယူ၍မင်းရဲ့ဘုံဌာနသို့ပြန်မေတော့အမောင်ဇူလဓနုကဟာတက္ကသိုလ်ဆရာကြီးကပညာတွေတက်လာတဲ့တပည့်ယောက်ျားကိုသမီးကလေးပါထည့်ပေးလိုက်ပညာလဲဆုံးကျင်ရလဲဆုံးလို့ဟောဘာယာနာခေါ်တဲ့ရွှေဘုံတို့ပြန်လာခဲ့ကြရပိဿကျောနောက်မှာတခါတည်းလွဲလာတဲ့မြားတွေကအစင်း900ပါပိဿမြားဘယ်လောက်ပါအစင်း900ပါဗျာမြားအစင်း900အဲ့ဒီမြားအစင်း900နဲ့တွားလိုက်ကြတာတောကြီးတဲ့ရောက်တော့ခိုးသား900လာတွေ့ပိဿကြီးဘာတွေ့တော့ခိုးသား900ပါဗျာခိုးသား900တွေ့တော့လာရောဟဆိုပြီးတော့မြားတစ်စင်းချင်းလှုပ်ပြီးတော့တယောက်ကိုမြားတစ်ချောင်းအသေးပြစ်နိုင်တဲ့ယောက်ျားပဲပြိဿတယောက်ကိုမြားတစ်ချောင်းတယောက်ကိုမြားတစ်ချောင်းတတ်လိုက်တာပြိဿခိုးသား900မှာဘိုလ်မှူးကြီးတယောက်က900နဲ့တယောက်ဖြစ်နေရောပြိဿကြီး900နဲ့ပဲ2ယောက်မြားကဘယ်လောက်ပါတာပါလိမ့်900ပါဗျာမြား900နဲ့ခိုးသားတွေအကုန်ပြစ်တတ်လိုက်တော့ဘိုလ်မှူးကြီးတယောက်ကြမ်းမနေဘူးလားပြိဿဟာဟုတ်ပြီမြားတွေမရှိတော့မလားတကယ်ခိုးမှုကြီးဘိုလ်မှူးကြီးကြမ်းနေပါသဖြင့်နမရေဓာပိကွယ်ဓာတောင်းဒါတောင်းရင်ခိုးမှုကြီးကပြေးအလားအိုးတရားနာပိဿရေနှစ်ပန်းလုံးရတော့ဒါပေါ့လက်ထဲဓာမရောက်ခင်လက်ထဲဓာမရောက်ခင်နှစ်ပန်းလုံးခုခေတ်လို့ဆိုနောင်ချင်းချရနောင်ချင်းချပြီးလုံးပတ်လိုက်ကြတာနမရေဓာပိနမရေလို့အဲ့ဒါလို့တောင်းလိုက်သောအချိန်အခါမှာဇူလဓနုကဟာလေးတစ်ဖက်ကန်းခတ်အောင်တတ်တဲ့ပညာရှိယောက်ျားရဲ့မိန်းမတက္ကသိုလ်ဆရာကြီးရဲ့သမီးကလေခိုးမှုကြီးမျက်နှာမြင်လိုက်တော့တဲလှပါလားငါလင်းသားဓာပေးလိုက်လို့ရှိရင်ဖြင့်ခိုးမှုကြီးကသူတတ်တော်မယ်မတတ်ရဘူးဒီလောက်လှတဲ့မျက်နှာကြီးငါအသေးမခံနိုင်ဘူးဖောက်ပြန်သွားပြီဒါလောက်လှတဲ့ခိုးမှုကြီးကိုငါအသေးမခံနိုင်ဘူးခိုးမှုကြီးခြေရင်အလုတ်အကျွေးဘဝနဲ့သူ့နောက်ကငါလိုက်မယ်သေခြင်းသေးလို့ရှိရင်တော့ဒင်းသေးပါစေတော့ဟဲ့တော့ဓာပိလို့တောင်းလိုက်တော့ပေးသားပဲပိဿတရိုးသခိုးပဲထားဓာအသွားကိုလေ
သူ့လင်ပဲထားလှမ်းပြီးတော့ယူလိုက်တော့ဓာအသွားနဲ့လက်ပြတ်တခိုးကတရိုးကိုကိုင်းလေပင်ပိုင်းချလိုက်တာဟောစုလဒနုကဟတိတ်ကနေလေပင်ပြတ်သွားတခိုးတရိုးကန်းဆိုတာအဲ့ဒီကစတာပေါ့မှတ်ထားတခိုးတရိုးကန်းဆိုတာအဲ့ဒီကစတာတခိုးချစ်တာကိုတခိုးမချစ်တဲ့အပြူကြီးတခိုးဖမ်းနီးကြတော့လေတမျိုးပေါ့ဗျာပြောရအောင်ရှိတုန်းကအပြူကြီးတခိုးဖမ်းနီးအပြူကြီးတခိုးဖမ်းနီးဟဲ့မှတ်သွားကြငါပြောလိုက်ရအောင်ကျန်လာပြောလက်စနဲ့အပြူကြီးကသူ့အိမ်သူတယောက်ထဲနေတော့ဒီနေ့တခိုးတက်တခိုးအိမ်မော်ရောက်လာဟုတ်တော့အိမ်မော်တခိုးတက်ပြီအေးငါလည်းငါပဲငါကလည်းငါပဲနဲ့တရားနာပရိသတ်ကြီးသူ့ကိုယ်သူစဉ်းစားအော်မိမသားကြီးဖြစ်နေတော့တခိုးပါလို့များអွန်လိုက်ရင်ငါတတ်သွားတော့မှာတခိုးပါလို့တော့ငါမអော်ဘူးငါပရိယေနဲ့ငါညီမနှစ်ယောက်စကားပြောတဲ့ပုံစံနဲ့တခိုးနားထောင်အောင်လုပ်ပြူကြီးကတခိုးဖမ်းမလို့တကားဖွင့်ပြီးအိမ်မိတဲ့အပြစ်ပေါ့လေသူ့အပြစ်တော့ရှိနေတာသိရသို့တော်လေဒီတခိုးသူမိအောင်ဖမ်းတခိုးကအခန်းထဲဝင်ပြီးတော့ခိုးနေတာပြိဿဒီတော့အပြူကြီးကညီမနဲ့စကားပြောဆောင်ကြအောင်ညီမနဲ့စကားပြောသလိုလိုညီမရေညီမဘာလို့မကြီးရဲ့နှစ်တန်ဆိုတော့ပြောတတ်ပေါင်ညာနော်အဲ့ဒါအတန်တုဝိဇ္ဇာတွေမှဖြစ်ကျုပ်တော်သိမပြောတတ်ဘူးရိုးရိုးသွားကြဆိုညီမရဲ့ဘာလို့မကြီးရဲ့ဟိုးရှေးတုန်းကလေဟိုမြစ်ဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့ဈေးရောက်တဲ့ဈေးတဲ့မိန်းမတယောက်ရှိတယ်အေးဟုတ်ကဲ့ပြောပါမကြီးရဲ့ညီမနားထောင်နေတယ်လေအဲ့ဒီမိန်းမကလေဒီဘက်ကန်းကနေပြီးတော့ရောင်းစရာပစ္စည်းတွေနဲ့လှေပေါ်ကိုတင်ပြီးတော့ကတို့နဲ့လိုက်သွားတယ်ရေလေကောင်ရောက်တော့မှညီမရဲ့ဒီဘက်ကန်းသူပစ္စည်းမေ့ကြမ်းနေတာတတိရတာကိုဟုတ်ကဲ့မမရဲ့ရေလေကောင်မေ့ကြမ်းရေလေကောင်ကြမှာမေ့ကြမ်းတဲ့ပစ္စည်းတတိရတော့သူဘယ်လိုလုပ်မလဲအိုးညီမကလည်းရေရဲဆိုတော့ဒီတိုင်းတော့မတတ်နိုင်ဘူးပေါ့ဟိုဘက်ကလှေတစင်းလာတယ်ဟိုဘက်ကန်းကလှေတစင်းလာတယ်ဟိုဘက်ကန်းကလှေတစင်းလာတော့လေဒီမညီမသူကလှမ်းပြီးတော့လက်ပြတယ်လာပါဦးကျုပ်ဟိုဘက်ပစ္စည်းမွေးကြနေကျုပ်ဟိုဘက်လိုက်ပြရစေအဲ့ဒါလို့ခွန်လိုက်တော့လှေချင်းကတ်တာပေါ့အေးတယ်ဟုတ်ကဲ့လှေချင်းကတ်တော့လေညီမရဲ့အဆိုးရှိတယ်မဟုတ်လားအေးလှေအစင်းမြင်းအတက်တယ်ရေးတာကြီးပါတယ်တော့လှေအစင်းမြင်းအတက်ဆိုတဲ့နေရာမှာလှေကိုသူကအခုဒီလှေပေါ်ကလည်းတက်ရမယ်အေးဟိုလှေပေါ်လည်းဆင်းရမယ်အေးလှေနှစ်စင်းကပ်ပြီးတော့ညီမရဲ့ဒီဘက်လှေနာမော်တစ်ဖက်ရပ်ပြီးတော့ဟိုဘက်လှေနာမော်တစ်ဖက်နင်းလိုက်တာအေးမလီမမရဲ့ညီမလို့ဆိုကြောက်ပါတယ်မလီငါညီမကြောက်တာနောက်ထားဟိုမှာကြည့်အေးဒီဘက်လှေနာနင်းဟိုဘက်လှေနာနင်းပြီးကန်လိုက်တော့အေးလှေနှစ်ခုကကွာသွားတာကိုညီမရဲ့မလီမမရဲ့จิตသိမ်းထားလိုက်တာจิตသိမ်းမထားနဲ့လှေနှစ်ခုကွာတော့ချီနှောင်းတော့ချောင်းကလည်းညီမရဲ့ဟောညီမပြောရင်ဆိုရင်လေတခါတည်းလှေနှစ်ခုကွာသွားတော့ချီနှောင်းနှချောင်းကလည်းလေကွာသွားတာပေါ့ညီမရဲ့ကွာသွားတော့ရေလေကောင်မြုပ်ခံနီးအမလေးကဲတော်မူကြပါဦးတော့ဘာပြောကောင်းမလဲအရာထဲကဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဟာဝိုင်းလာတာဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဝိုင်းလာတဲ့ဘေးကနေလူတွေဝိုင်းမိသခိုးကလည်းသခိုးပဲကိုယူချင်တာယူမသွားပဲနဲ့ညီမနှစ်ယောက်ပြောတဲ့စကား तू ကလှေနှစ်ခုကွာသွားတာနဲ့ तू စဉ်းစားပြီးတော့နားချောင်းနေတာနဲ့ तू ပါရဲ့ကွာသခိုးဆိုတဲ့သခိုးမိကျင်တော့ကြမ်းဖန်ပြီးတော့အဲ့ဒါနဲ့တရားနာပရိသတ်ရေဘေးကလူတွေဝိုင်းလာကြတဲ့ဒုတ်တီဓာတ်တွေနဲ့ဟေးဝိုင်းခါဟေးတက်ကောင်ကတက်
嘿，没偷，没得嘛的偷，我他们一地穿的，这阿宝晚上比着这样那边的，哎我阿公弄完点来家，嘿嘿，那就管你把屁的，把鸡，路里面去嘛啦，都晚上来家的，哎嘞，你没表，这要听你呀着，都一样也当我是的么啦，把俺这些屁都标上，就哩，我。俺这个，我天嘛，哎，哎，看来人家出家的机会咯，机会咯，机会咯，手臂这样那别在意，路那要东要包干你当米的话，后边这个来头，那你他的谁个差别着，问来着好嘛，头几年干啥的对，对比，那个 OK， 呀，没把路的。就ဘာမှမလုပ်ပါဘူးခင်ဗျာဘာမှမလုပ်ခဏမင်းဒီမှာမလုပ်ရောက်တာဟေးမိမသားတယောက်ထဲနေတဲ့အပြိုကြီးကိုမင်းမတရားအားမဟုတ်ပါဘူးခင်ဗျာမဟုတ်ပါဘူးခင်ဗျာဟိုကျုပ်ဟိုဗျာတခိုးပါဗျာပြောင်းပြောရစီတော့တနာသဖြင့်လွှတ်ကြပါခင်ဗျာကျုပ်တခိုးပါခင်ဗျာဟဲကဲတော်မူပါအော်လို့ဟဲ့နင်းဘာစော်ကားသေးတော့မစော်ကားပါဘူးတော့အဲ့ဒီတခိုးဝင်လာတာကိုသိတာနဲ့ကဲတော်မူပါလို့ဒီတိုင်းអော်လိုက်ရင်ကျုပ်ဒုက္ခပေးသွားမှာစိုးလို့ကျုပ်ကညီမနဲ့စကားပြောတဲ့ပုံပြင်လေးတစ်ခုနဲ့အဲ့ဒီလှေနံတစ်ခုနေရင်ကမိမရေတဲ့ကြကနီអော်တဲ့အတန်ကိုကဲတော်မူကြပါလို့អော်တာဒါကြောင့်သူ့မိတာပိုင်လိုက်လေကွာဟဲ့အပြိုကြီးတခိုးဖမ်းပြီးမှတ်ထားကြကွာဒေသကြီးအပြိုကြီးဘာဖမ်းနေတော့တခိုးဖန်တီးပိဋကဒါကြောင့်တခိုးဖြစ်ဓမြဖြစ်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်ဖရာယဟန္တာကလွဲရင်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်အဲမိန်းမတွေဖန်တတ်ရင်မိတာပဲဗျာဒီသားကြီးမိန်းမတွေဖန်တတ်ရင်မိဘူးလားမိပါတယ်ဗျာကြည့်အခုဖန်တာပိဋကကြီးဒီတခေါ်ဖမ်းတာကတော့တရားနာပြိဿခုဒယိုးပေးဖမ်းတာပြိဿဒီတခေါ်ဖမ်းတာဘယ်လိုဖမ်းတာဒယိုးပေးဖမ်းပြီးတော့ဖမ်းလိုက်တော့ဟောလင်းကြီးသိတယ်ဟိုရုပ်ရှင်ကချောင်းကိုပြည့်၍မြစ်ကိုရှာကျုပ်ကပြောင်းပြန်မှဲ့ထားတယ်မြစ်ကိုပြည့်၍ချောင်းကိုရှာပြိဿမြစ်နဲ့ချောင်းဘယ်ဟာကကြီးတော့ဖြည့်နောက်ကအကုန်လုံးဖြည့်စားမြင့်နဲ့ချောင်းပဲဟာကကြီးတော့မြင့်ကကြီးတာဗောမင်းအောင်ပြေးစားအရင်တဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ဟာကကြီးတော့ဟုတ်ဗျာဘာလို့လျှောက်တွေးနေမှမသိငါလည်းငါပဲမှားသွားတာပြန်ပြင်ကြစို့ဒီလိုလုပ်ပါလေဒီပြင်ကြပါဦးစို့မကောင်းပါဘူးဒီလိုလုပ်ရအောင်ပရိသတ်ကြီးအရင်ရတဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ယောက်ျားကိုပရိသတ်ကြီးလင်ကြီးခေါ်မလို့ဒီကွာဒီလိုပြင်မှာနော်မှားသွားတယ်လူတွေကအတွေးသမားတွေစကားတစ်လုံးမှတိတ်မခတ်ဘူးပရိသတ်ကြီးနောက်ရတဲ့ယောက်ျားကြတော့လင်ကြီးခေါ်မလားလင်ငယ်ခေါ်မလားကဲဒါဖြင့်ပရိသတ်ကြီးဟိုမြစ်ကကြီးတယ်နော်မြစ်ကကြီးတယ်နော်မြစ်ကကြီးတော့အရင်လင်ကြီးကိုမြစ်နဲ့ဥပမာကျုပ်ကထားပြလိုက်သည်နောက်အငယ်ဖြစ်တဲ့တယောက်လင်ကိုချောင်းနဲ့ဥပမာထားလိုက်သည်ဒါကြောင့်မြစ်ကိုပြည့်၍ချောင်းကိုရှာတဲ့ပြိဿလင်ကြီးကိုတတ်ပြီးတော့လင်ငယ်ကိုရှာတာကိုကျုပ်ဆိုနေသည်ပြောင်းပြန်ကျုပ်တရားကကဲသဘောလည်းပေါက်ပြီလေရှင်ပြတာမြစ်ကကြီးတယ်တဲ့လင်ကြီးနဲ့ဥပမာထားလိုက်ပါတယ်ချောင်းကိုရှာတယ်တဲ့လင်ကြီးတတ်ပြီးတော့လင်ငယ်ကိုဒရိုးပိတ်လိုက်တဲ့ကိစ္စလင်ကြီးတွေရောပြုသေဗလားပြိဿကြီးအဲ့ဒီလိုလင်ကြီးသေတော့ခိုးမှုပူကြီးနဲ့ပေါ့တက်ကတူဆရာကြီးသမီး
အတူတကွသွားကြတက္ကသိုလ်ဆရာကြီးကနေပြီးတော့သုလတနုခပညာရှိနောက်ကိုထည့်လိုက်တဲ့ကိစ္စသည်တမန်ငါရှာငါပဲထဲမလဲရှိတဲ့လက်ဝက်လက်စားရွှေတော်ငွေစားတွေအကုန်ပေးလိုက်ဟောစတန်းစာတွေနဲ့ဒီလိုနဲ့သွားလိုက်ကြတာတရားနာပရိသတ်ကြီးဟောကျွတ်တို့တော်ရဲရောက်တော့ချောင်းငယ်တစ်ခုတွေ့ပရိသတ်ကြီးဘာတွေ့ချောင်းငယ်တစ်ခုတွေ့တော့လေခိုးမှုကြီးကအကြံပေါ်လာမိမအရင်လင်တတ်ပြီးငါ့ကိုမေတ္တာရှိလို့လိုက်လာတာတော့မှန်ရဲ့အရင်လင်ကြီးထက်လင်ငယ်ဖြစ်သောငါခိုးမှုကြီးကိုမေတ္တာပူတာတော့မှန်ရဲ့အသက်တောင်တတ်ပြီးတော့လိုက်လာတဲ့ကိစ္စသို့ပါတော့လဲချံခုံစားရှိသောနွားခုံဆိုတဲ့ကဲ့သို့တက္ကသိုလ်ဆရာကြီးသူ့အဖေကိုယ်တိုင်ပေးစားလိုက်တဲ့လင်ကြီးတောင်တတ်ပြီးတော့ငါ့နောက်လိုက်လာသေးတာနောင်အခါငါတဲ့မေတ္တာပူရှိသောတယောက်လင်ငယ်တွေ့ကဒီမိမသည်ငါမတတ်ဖဲနေမီမဟုတ်ကြောက်လာတယ်ပိသခိုးမှုကြီးခိုးတာတခြားမိမကိုကြောက်လာမိမကြောက်လာတော့ကြောက်မှတော့သူအနားနေလို့မဖြစ်ဘူးခွာတာကောင်းတယ်ပရိရဲ့လောက်ရတော့မှငါရေထဲဆင်းကြည့်လိုက်အောင်မယ်နော်ကောင်းပါပြီမောင်ကြီးရေထဲဆင်းကြည့်ပိသကျွတ်တို့ရေကလေရင်စိုးလောက်ထိမိမရောယောက်ျားရောအတူကူးနိုင်အဲ့ဒါကူးနိုင်ရဲ့သားနဲ့ခိုးမှုကြီးကလေမိမအပေါ်ကိုသူကယောက်ျားမာယာနဲ့ပေါ့ဗျာရေနစ်တလူလူနဲ့အောက်ကိုခြေတော့ကမြေကြီးလွတ်ပြီးတော့ဖော့ချလိုက်တော့မြုပ်သွားတော့လက်ကလေးနဲ့ချောင်းအပေါ်ထောင်းမလေးဖူးဖွားနဲ့တခါတည်းဒီဘက်ပြန်ကူးလာမလေးမောတာကွာနေကြီးပဲဟာအနေကြီးပဲမင်းတို့မိမသားကူးဖို့အမတန်ခက်တယ်ကူးဖို့အမတန်ခက်တဲ့ကွယ်ဒါကြောင့်လေအဲ့ဒီလက်ဝက်လက်စားတွေကိုလေရေထဲကျပြီးတော့ဆုံးရှုံးကုန်မှစိုးရတယ်ဒါကြောင့်ဒီလက်ဝက်လက်စားပစ္စည်းတန်းစာတွေကိုပေးလိုက်နော်ဟိုဘက်မောင်ကြီးသွားပို့နေမယ်ဒီပစ္စည်းတွေပို့ပြီးတော့မှမင်းကိုမောင်ကြီးလာထမ်းလို့ဟောဒီရေလန်းကဟိုဘက်ရောက်အောင်ခေါ်မယ်ကောင်းပါပြီမောင်ကြီးရဲ့ယောက်ျားမာယာကိုမိန်းမပရိယာကဒီနေရာမသားနိုင်တော့ဘူးပြိဿမာယာဆိုတာလေနည်းနည်းနားထောင်ကြည့်မာယာဆိုတာချစ်တဲ့စိတ်နဲ့ဖုံးရင်အဲ့ဒီမာယာတွေအညွန့်တုံးမရဒီတော့ဘယ်စိတ်နဲ့ဖုံးရင်နော်ခိုးမှုကြီးရဲ့အပေါ်မှာချစ်တဲ့စိတ်နဲ့ဖုံးထားတော့သူငါဒီလိုကြံလိုက်မယ်ဆိုတဲ့အသိမျိုးမသိနိုင်တော့သူ့ရဲ့မာယာတွေကအညွန့်တုံးလာခဲ့တယ်ပေါ့သူလည်းမာယာပရိရဲ့သေးတာမှမဟုတ်ပဲနဲ့မိမဆိုပဲသေးလိုက်မလို့မာယာပရိမှန်လားပြိဿကြီးဒါပဲဒီချစ်တဲ့စိတ်ကဖုံးထားတော့မာယာပရိယာတွေတုံးလာတော့ကောင်းပါပြီမောင်ကြီးရဲ့ဒီပစ္စည်းတွေသွားပို့ပြီးတော့မြန်ပြန်ခဲ့နော်ဟိုဘက်ကန်းစာအသားလေးထားပြီးပြန်ခဲ့မှာပေါ့နှမရဲ့ပစ္စည်းတွေယူပြီးတော့တရားနာပြိဿကြီးအမလေးလေဘင်းလောက်ရောက်တယ်လို့မေးစီးနဲ့ပါးစားကလေးမြုပ်ပြလိုက်နဲ့နစ်တယောင်ရေကရင်စိုးလောက်တကယ်သွားတကယ်လွတ်တယ်ဟိုဘက်ကန်းစာရောက်တော့ခေါ်ဘူးသွားပဲအဲ့ဒီဘက်ကနေဖားနေရခဲ့ပြီးတော့ငါလွတ်ရကျွရသင်းနဲ့ဝေးရကိုပြေးပြီမောင်ကြီးဘယ်လိုလုပ်တာတော့ကျုပ်ကမထားခဲ့ပါနဲ့မောင်ကြီးကိုချင်လို့အရင်လေးရဲ့အသက်ကိုတောင်သေအောင်တတ်တယ်မဟုတ်လားတတ်လို့ငါကြောက်တာသွားပဲတတ်လို့ကြောက်တာငါ့ကိုပိုချစ်လို့တတ်တာတော့မှန်ရဲ့နောက်ငါတဲ့ချစ်တဲ့ယောက်ျားတွေ့လာရင်သင်ငါ့ကိုလည်းတတ်အောင်မှာမို့သွားပြီငါမနေတော့ဘူးလို့ပစ္စည်းတွေယူပြီးအကုန်သွားလိုက်တာမိမဒီပဲဘာမှမပါပဲနေခဲ့ရရှိဘူးလက်ဝတ်တန်းစာတွေရှိရလားပြိဿမရှိတော့လေမလေးဒုက္ခပါမိမပေးစားတဲ့လင်ကြီးကိုပြစ်ပြီးတော့ငါသည်လင်ငယ်ကိုချစ်တာနဲ့ယခုလိုကြံမိတဲ့ကိစ္စမလေးငါဒုက္ခဖြစ်ပါဘောလားရဲ့လို့မြစ်ကိုပြည့်၍ချောင်းကိုရှာသည်အမ
လေးငိုတော့ပေါ့ဗျာမငိုပဲဟောတော့မယ်လို့စိတ်ထဲအာယုံရှိထားတော့အသက်ကလေးကလည်းထောက်လာတော့နည်းနည်းလေးတော့ငိုရမှာလေးဆိုအတန်နေမူမမှန်ပဲဖြစ်လာပါတယ်ပြိဿ45နှစ်ထဲမှာငိုခဲ့လှပြီဇတ်ထုတ်ပေါင်း200ကျော်300လောက်ငိုလာခဲ့ဒါသည်စလက်စနဲ့တော့နည်းနည်းလေးသွားလိုက်ကြအောင်ဆိုလားချောင်းကိုပြည့်ဝရုပ်ရှင်ကဒီတိုင်းကျုပ်ကပြောင်းထားတယ်နော်မြစ်ကိုပြည့်ဝချောင်းကိုရှာသည်အသစ်ကိုချစ်၍အဟောင်းကိုသာသေပါစေဟုတ်တတ်ခဲ့ဘူးလားပြိဿကြီးစေရနာတွေရုံမာတဲ့အချက်ကဲကြောင့်ညီလေကြည်ဆောင်မလင်ငယ်ကိုမေတ္တာရှိပြီးတော့ချောင်းနဲ့ကြီးတဲ့မြစ်ကြီးပမာဏတင်မတန်မိဘပေးစားလို့ရှင်သည့်နာကြခိုင်လုံတဲ့လင်သားကိုတောင်ညီးတတ်ခဲ့ပြီကိုစေရနာတွေရုံမာတဲ့အချက်ကဲကြောင့်ကျုံမတမမဟုတ်တာတွေလုံမိတယ်တော့ငိုတာဟဲ့မိမငိုတော့မိမလို့ပေါ့ကျုံမတမမဟုတ်တာတွေလုံမိတယ်တော့ဟမမင်းဒုက္ခတွေများအခုတော့ဒုက္ခတွေငိုလိုက်ပုံတော့ဗျာငိုဘူးလားပြိဿကြီးငိုတော့လေသူငိုတာနဲ့တရားမင်းကြောက်ဖြာမျက်ရည်တွေများစင်းကုန်သလားမသိဘူးကြောက်ဖြာပြော့လာပြေးတော့အောက်ကမိမငိုတာတရားမင်းကြောက်ဖြာဘာဖြစ်လာမျက်ရည်တွေစင်တယ်နဲ့တူတယ်ဟာငါကြောက်ဖြာကြီးပြော့လာနောက်တရားမင်းကပြန်စဉ်းစားလိုက်ဟေးမားလာပြန်ငါဟာကြီးပြော့လိုက်မှလိုက်ပါလားကြောက်ဖြာဘာလဲငါကြောက်ဖြာပြော့လိုက်မှလိုက်ပါလားတော်ကြာပူလာလိုက်တော်ကြာအေးလာလိုက်နဲ့ဖြစ်ပါဘူးငါရန်သူရှိပြီနဲ့တူရဲ့လူပြေလှမ်းကြည့်လိုက်တရားမင်းကလည်းဖိနိုင်ကိုလူမှကြောက်လူပြေလှမ်းကြည့်တော့ရန်သူမမြင်ဘူးပြိဿကြီးကြည်စမ်းတက္ကသိုလ်တိုင်းပြည်ကတက္ကသိုလ်ဆရာကြီးဤသမီးမိဘပေးစားတဲ့လင်သားကိုယခုတတ်ပြီးတော့လင်တစ်ကိုချစ်မိတာနဲ့ဒုက္ခဖြစ်နေတဲ့မိမသားကြောင့်ငါတရားမင်းတရားပြရန်အတွက်ကြောက်ဖြာရဲ့ပျော်ခြင်းမာခြင်းပူခြင်းအေးခြင်းဆိုတဲ့အချင်းအရာကပြတာပါလားဆင်းလာပြီတရားမင်းကဘာရောင်ဖန်ဆင်းဆင်းတော့ဆိုတော့ခွေးရောင်မြေခွေးရောင်ဖန်ဆင်းဆင်းပြိဿတရားကတင်းချိုင်းလည်းဆင်းတယ်ခွေးလိုလည်းလှုပ်ဆင်းတယ်ကျွတ်တုတ်ပြီးတော့ပုံနာလိုလည်းလှုပ်ဆင်းတယ်အမျိုးမျိုးဆင်းပြရရုံမာတဲ့လူတွေကိုဆုံးမခြင်းလုံးကြည့်ခုမြေခွေးလိုဖန်ဆင်းပြီးတော့ဆင်းလာလိုက်သူပါဇက်ထဲဘာကြီးကြိုက်တုံးဆိုတော့ကျွတ်တုတ်ငခင်ကြီးကြိုက်သူကကြိုက်လာတော့ပြစ္ဆသိခကဘာလို့ရတုံးဆိုတော့တရားနာပရိသတ်ကြီးရေထဲမှာ तू ကငားလို့ရတယ်ငချင်းငါးကြီးလို့ရတယ်ပြစ္ဆသိခကငားကြီးလို့ပြီးတော့အလားမှာကျွတ်တို့တရားမင်းမြေခွေးကငခင်ကိုခြီသွားရင်းနဲ့မြေကန်းစအရောက်ပြစ္ဆသိခနတ်သားကဖန်ဆင်းတဲ့ငါးကလေရေစကိုတခါတည်းကုန်းမော်ရောက်အောင်ဖြတ်လာနဲ့ခုန်တက်လိုက်တော့မြေခွေးငစိမ့်မြန်လို့ဒီဘက်ကပါဇက်ထဲကြိုက်လာတဲ့ငခင်ကြီးကိုပြစ်ပြီးသူအဲ့ဒီငါးစီသွားတော့မာတလိနတ်သားကအထက်ကသိမ့်စွန်လို့တရားနာပြိဿကြီးဖန်ဆင်းထားငါးစီကိုလည်းသွားလိုက်ပါလေရောပြစ္ဆသိခနတ်သားဖန်ဆင်းတဲ့ငါးကရေထဲခုန်ချတော့မမီငါငကင်းစီငါပြန်မှပါပဲဆိုပြီးပြန်လာတော့လည်းပဲတရားနာပရိသတ်ကြီးမာတလိဖန်ဆင်းတဲ့သိမ့်စွန်ကငကင်းသုတ်သွားတော့ရှိဘူးငစိမ့်မြင်လို့ငကင်းပြည့်အခုတော့တရားနာပရိသတ်နှစ်ခုလုံးမရှိတော့ဘူး
မရှိတော့မြေခွေးကလေဆောင်းဆောင်လေးထိုင်ဆောင်းဆောင်လေးထိုင်ရှာလေးထုံးလို့မြေကန်းစာငစိမ့်စီကြည့်လိုက်သိမ့်စွန်ချီသွားတဲ့ငစင်လေးတရေလေးတွေကြလို့ရှာတွဲလောင်းလေးနဲ့မျောလိုက်အဲ့ဒီတော့လေဓမ္မတရားနာပိဿဟိုခုနှစ်ငါတုန်းကတက္ကသိုလ်ဆရာကြီးရဲ့သမီးကလေလက်ခုပ်လက်ဝါးတွေတီးလို့ကြည်စမ်းဟဲ့မိုက်လာကြည်လားမြေခွေးငစိမ့်ကိုမြင်၍ငကင်းကိုပြစ်ပင့်ဖြစ်ပုံငါကြည့်ရအမလေးဟာတိုက်လို့ရည်လိုက်ရှင်ပါပြီရည်တော့ပေါ့ဗျာတဟားဟားနဲ့ရည်ဓာတွေလဲကျွတ်တို့ကနည်းနည်းကျင့်မထားတော့အတော်ခွက်ကြမရည်တတ်အောင်ကြနဲ့အင်းကြနည်းနည်းရည်ကြည့်ပေါ့ဟားတိုက်ပြီးတော့မမအေးတို့ရည်သလိုလေမမအေးတို့ကြတော့ငိုလူလဲရတယ်ရည်လူလဲရငိုတတ်ရည်တတ်မြင်ဦးလားဟိုကျွတ်တို့မှာတဲ့မိမာယာထဲမှာလေခင်ဗျားတို့ကြားဘူးသားဗါတဲ့ရမရဲ့ကြေကျွန်းတနှာရည်တော့ဟုတ်တော့ပြီရည်မမရှိတာဖဲနဲ့အဲ့ဒီနောက်ရည်ဘူးလားပြိဿကြီးကရည်စားရည်ကြည့်စားခင်ဗျားတို့ပြိဿနည်းနည်းလေးရည်ကြည့်စားဟုတ်လားဒီပြင်ဟာဒီပြောတော့ရည်တာခုရည်ခိုင်းတော့ငုတ်တုတ်ကြီးလောက်တော့မလို့ရမရဲ့ကြေကျွန်းတနှာမလေးတော်ပြီအိုးပါဇာထဲကကွန်းနေထွက်ကုန်မှာဆိုရကရည်တယ်လို့ပဲမှတ်ပေါ့တဟားဟားနဲ့ရည်လိုက်တော့လေတရားမင်းမြေခွေးကအလိုကြည်စမ်းမြေကန်းစာတော့ဇောင်းချုံအောင်မှာတယောက်သေးတီးစရာမှုတ်စရာကစရာခုံစရာလည်းဘာမှမရှိလူသူမနေတဲ့ဌာနဒီမိမ့်မကတဟားတိုက်ပြီးတော့ဘာကြောင့်များရှိပါလိမ့်ဘာကြောင့်များရှိပါလိမ့်အော်တင်မိမ့်မသင်ဒီဘာကိုသဘောကျပြီးတော့တယောက်ချင်းဟားတိုက်ရည်နေတာဒုံစိတ်ကောင်းရဲ့လားသီးချေနှံ့ရဲ့လားသင်တယောက်ထဲယူသွတ်လို့များလူသူထဲမနေနိုင်မဲနဲ့ဒီတောကြီးထဲယူပြီးတော့စိတ်နောက်ကိုကရောက်လာတာလीလားအောင်မေမြေခွေးမိုက်ကငါ့ကိုယူသလားလေသီးချေနှံ့သလားလေးနဲ့စိတ်နောက်သလားလေးနဲ့သင်အဖြစ်သင်ကြည့်စမ်းဟဲ့မြေခွေးမိုက်သင်အဖြစ်ကိုသင်ကြည့်စမ်းကိုပါဇတ်ထဲမှာငကင်းပါလာပါလျက်ကနဲ့ငစိမ့်ကိုမြင်လို့ငကင်းပြစ်လိုက်တော့ကြည်စမ်းသင်အဖြစ်ခုငစိမ့်ကလည်းရေထဲခုန်ချလို့သင်မရလိုက်ပြီငကင်းကလည်းသိစွန်ချီတုတ်လို့သင်ငုတ်တုတ်ထိုင်ပြီးတော့ဒုက္ခဖြစ်ရပြီသင်အဖြစ်ကိုလေငါတွေးပြီးတော့ရည်စရာကောင်းလွန်းလို့အဲ့ဒါလို့ပြောတော့ဖယားလောင်းမြေခွေးကပြောပြီငါအပြစ်သာသင်မြင်တာတဲ့ဒီလိုပဲလူသားတွေဟာကိုယ့်အပြစ်တော့ကိုယ်မမြင်ကြဘူးသူများအပြစ်ကိုပဲမြင်ကြတယ်သူများမျက်ခြေကိုသာမြင်လဲကိုယ့်မျက်ခြေကိုမမြင်ဆိုတဲ့ကဲ့သို့ငါအပြစ်ကိုသာသင်မြင်တယ်သင်ဒီတက္ကသိုလ်ဆရာကြီးရဲ့သမီးဖြစ်ပါလျက်ကနဲ့ဖခင်ပေးစားလိုက်တဲ့အင်မတန်ပညာရှိတဲ့လေးအတက်ကိုတစ်ဖက်ကန်းခတ်တဲ့သူ့ခမိန်ယောက်ျားကိုလင်းကြီးကိုသင်တတ်ပြီးတော့ခိုးမှုကြီးကိုသင်မေတ္တာဝင်လို့တရိုးပေးခဲ့တယ်မဟုတ်လားတရိုးပေးခဲ့လို့လင်းကြီးသေးလင်းငန်းနဲ့အတူနေခြင်းလို့လိုက်လာတော့လေအခုရေစရောက်တော့လေကြည်စမ်းဟိုမှာသင်ခေါ်သေးရဲ့လားသင်လုံးဝလက်စားတွေယူသွားပြီရေဆိုးမဲ့အဝတ်စားတွေယူသွားပြီသင်တထဲထဲကြံတော့သည်သင်ဒုက္ခသင်ကြည်စမ်းလင်းကြီးကိုပြစ်ပြီးတော့လင်းငယ်ကိုရှာအခုတော့လင်းငယ်ကလည်းသင်ကိုပြစ်ထားခဲ့လို့သင်အဖြစ်လောက်ငါမဆိုးပါဘူးရဲ့လို့တရားမင်းမြေခွေးကအဲ့ဒါလို့ပြောလိုက်တော့ဟုတ်ပြီမြေခွေးငါအပြစ်မှားလေစွာသင်အဖြစ်တဲ့ငါအဖြစ်ကပိုဆိုးနေပြီလို့အဲ့ဒီကဲ့သို့တရားနာပရိသတ်ရဲ့သင်အဖြစ်တဲ့ငါအဖြစ်ကပိုဆိုးနေတယ်မြေခွေးငါတရီတရားရပြီနောက်တော့အခါတယောက်သောလင်သားနဲ့ရရှိပါကယာတပံ
မတတ်ဖဲနဲ့ငါပေါင်းတင်ဆက်ဆံမှာတော့မယ်ဒီကိစ္စမြေခွေးပြောလို့တတိလေးများရပြီးအိမ်တော်မပြုတ်တော့ဘူးလို့ဆိုလိုက်လေမလားလို့ကျွတ်တို့လည်းစာဖတ်ရင်းတော့အောင်းမိတာပေါ့လေထိုဘူးဗျနောက်တစ်ယောက်ယူရင်တဲ့မတတ်ဖဲနဲ့ရာသက်ပန်းနဲ့ဗျခက်လိုက်တာကာမသတ္တဝါဆိုတာဒီတိုင်းပဲပြိဿတောက်လေငါမပြည့်တဲ့ဆံကန်ရေခဲ့သို့ဘယ်သောအခါမှလည်းလျှော့မီမဟုတ်ဖေကြီးမေကြီးတို့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေသိပါတယ်လူငယ်တွေတော့ရှိပါစေအောင်တော့သူတို့ဖာသာအသက်ကြီးပြီမဟုတ်လားဗျလျှော့ကြတန်ရောစဉ်ပြောပါတယ်တချို့ကတန်ရောစဉ်မလျှော့ဘူးအသက်ကြီးလဲငါမဘာမပေးဘူးဆိုတာလိုက်တော့ဥပုပ်လေးတရက်စောင့်တာတောင်နေကုန်မနေနိုင်ဘူးဘုန်းကြီးလက်အုပ်နဲ့ပေါက်ပြန်တယ်အိမ်ငါခလေးတွေခွေတွေနဲ့ဆိုတော့တကားပေါက်တွေဘာတွေကပိတ်ခဲ့ရသေးတာမဟုတ်ဘူးတို့ဘာတို့ရိုင်ရွဲ့ပြီးတော့ဘုန်းကြီးလက်အုပ်နဲ့ပေါက်ပြန်ညဒါကြောင့်လျှော့ကြဒီတန်ရောစဉ်ကြီးတွေမလျှော့သမျှခမည်းတော်ကျွတ်တို့တန်တရားဝိဒုက္ခကလွတ်မီမဟုတ်လွတ်ပါမလားပြိဿကြီးအဲ့ဒီကဲ့သို့မြတ်စွာဘုရားကိုတော်မြတ်ကသာလနာတော်မပြောမွေ့လို့လူထွက်ခြင်းနဲ့ယဟန်အားချစ်သာမိမတယောက်ပြောတဲ့စကားကိုသင်အထင်ကြီးပြီးတော့သာလနာတော်ကြီးကများမထွက်လေနဲ့နောက်ဘဝတုန်းကပညာရှိသူခမိန်ဖြစ်တဲ့သုလဓနုကဟတခိုးကိုတရိုးပေးပြီးတော့မိမရဲ့တတ်ချင်းကိုခံရတဲ့သုလဓနုကဟလေးအတတ်တဲ့ပညာရှိယောက်ျားကအဲ့ဒီတုန်းကဖြစ်ခဲ့တာလေတခြားမဟုတ်ဘူးသင်ဟဲ့ချစ်သားရဲ့လေဝင်းကိုဓာတ်နဲ့အဖြတ်ပြီးတော့အသက်ခံရတဲ့သုလဓနုကဟကသင်ချစ်သားနောက်ဘဝတုန်းကသင်အားပေအောင်တခိုးတရိုးကမ်းပြီးတော့တတ်ခဲ့တဲ့တက္ကသိုလ်ဆရာကြီးရဲ့သမီးကယခုသင်ကိုလေထီကဝါကြီးကဘာလေးနဲ့ရှင်ဗျာတပါးသောပစ္စည်းဘာမှလိုသေးမရှိတပည့်တော်တို့အိမ်စီမံခန့်ခွဲပြီးတော့အိမ်တော်ဦးစီးပြုမဲ့လူလာလိုပါတယ်ဖယားလို့သင်ပြောနေတဲ့ယခုမိမကအဲ့ဒီတုန်းကတက္ကသိုလ်ဆရာကြီးသမီးဖယားကိုတော်မြတ်ကဇတ်တော်ပြန်ပေါင်းနေတာချစ်တာအဲ့ဒီတုန်းကမြေခွေးရောက်ဖန်ဆင်းပြီးတော့ဆင်လာတာကတရားအဲ့ဒီတရားကိုတခြားမမှတ်လေးနဲ့ငါဖယားကွယ်ချစ်သားရဲ့လို့ဒီဒေသနာတော်ကြီးကပေါင်းပြီးတော့ဖယားကိုတော်မြတ်ကဝိတကမထိတသဇန္တုနောတိဗ္ဗရာဂတသူဘာနုပတိနောလို့ဘုရားကိုယ်တော်မြတ်ဟောကြားတော်မူပါတယ်ဗျာလူထွက်ရှင်တဲ့ယဟန်ခြေသာနာထောင်ဟဲ့ဝိတကမထိတသကာမဝိတ္တစသည်တို့သည်အမြဲလုံးထွေးနှိမ့်စင်အပ်သောတိဗ္ဗရာဂတထက်သောယာကရှိသောထက်သောယာကဆိုတာဘာလဲထူပြောတဲ့ယာကမျိုးထူပြောတဲ့ຢာကဆိုတော့ဘာတို့အားကြီးတဲ့ຢာကဗျို့အားကြီးတဲ့ຢာကဆိုတော့ဘာတို့သူများတဲ့ပြောလိုက်ရရင်တော့အဲ့ဒီຢာကပဲဗျို့ထူပြောများပြားသောຢာကရှိသောသူဘာလူပတိနောတင့်တယ်ဤဟုရှုလေရှိထားသောຢာကဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေဇန္တုနောတတ္တဝါအားဟဲ့ချစ်သားယူပါယုံတတ္တယုံခန္ဓာယုံရသယုံဖုတ္တပါယုံဆိုတဲ့အာယုံ၅ပါးကိုနှစ်သက်လက်ရှိတဲ့တတ္တဝါမှာတဲ့ဘာတွေဖြစ်လာမလဲလို့ဆိုတော့တဏှာသဒ္ဒဝါရိကတဏှာသည်သဒ္ဒဝါရိကတဏှာဆိုတာဘာလဲဇေခုသောတာဂနာစိန်ဝါကာယမနဓဝရ6ပါးကထွက်လာတဲ့တဏှာတွေဒီသားကြီးဘယ်ကထွက်လာတဲ့တဏှာတွေတို့တဏှာသဒ္ဒဝါရိကတဏှာသည်ဘေယောလွန်စွာယံဘေယောလွန်စွာဝတ္တတိတောပါဤဧသောဇံတုဤသို့သဘောရှိသောပုဂ္ဂိုလ်သည်ဗန္ဒနံတဏှာဟုသောအဖွဲကိုတဏှာဟုသောအနှောင်အဖွဲလှောင်အိမ်နှောင်အိမ်တဏှာဟုသောလှောင်အိမ်နှောင်အိမ်နေပေါ့ဗန္ဒနံတဏှာဟုသောအဖွဲကိုဂါလမြဲစွာကရောတိပြုတတ်လေတော့ဤချစ်သာတာရု
လိုမြတ်စွာဘုရားကိုတော်မြတ်ကြီးဟောကြားလိုက်တဲ့အချိန်ခါမှာကြည်တရားနာပိဋကသာသနာတော်မပြောမွေ့လို့ထွက်မယ်လို့ကြမ်းနေတဲ့ယဟန်သည်ငါသည်ဒုက္ခများတဲ့အလုတ်သည်ယခုဘဝမှာမဟုတ်တန်တရားနောက်ဘဝကလည်းဒီဒုက္ခတွေရောက်ခဲ့တာပဲဟိုနောက်ဘဝတုန်းကလည်းဒီမိမ့်မကပဲဟိုနောက်ဘဝတုန်းကလည်းဒီမိမ့်မကိုအကြောင်းပြုပြီးတော့ငါသည်လေပင်ထားနဲ့ခိုးမှုကြီးစစ်နဲ့ပေချင်းဆိုတဲ့ဆင်းရဲတရားကိုငါခံခဲ့ရသည်ဟိုဘဝကဆင်းရဲယုံတယ်မကဒီဘဝမှာလည်းပဲဒီမိမ့်မကလူလိုတယ်ဆိုတာနဲ့လူထွက်ချင်စိတ်ပေါက်လို့ကြောင်းရောက်တော့စားမဝင်အိတ်မပြောငါစိတ်တွေအတော်ဆင်းရဲပါလားစိတ်ဆင်းရဲယုံတယ်မကခန္ဓာကိုယ်ကြီးပါပိန်ချုံပြီးတော့ငါသည်လူလုံးမလှဖြစ်ခဲ့ရတယ်ဒါဆင်းရဲတဲ့တရားတွေပါလားဒုက္ခသစ္စာကြီး तू မြင်လားပိသားကြီးဘာကြီးကိုမြင်လားဒုက္ခသစ္စာကြီးကိုလည်း तू သိလာသည်အဲ့ဒီဒုက္ခသစ္စာကိုသိလာတော့ဒီဒုက္ခတွေငါဘယ်သူကြောင့်ဖြစ်တာလဲလို့အကြောင်းရှာလိုက်တော့ဩမာတုကာမကိုဆွဲလန်းတဲ့သမှုရယသစ္စာပါလားမြင်လာပြီပြိဿလောဘခေါ်တဲ့သမှုရယသစ္စာကိုမြင်လာတယ်ပိသားကြီးဘာသစ္စာကိုမြင်လာသလဲငါဒီဒုက္ခတွေဖြစ်တာသမှုရယခေါ်တဲ့လောဘကြောင့်ဒီဒုက္ခတွေမြစ်တယ်ဖြစ်တယ်လို့လောကီသစ္စာအကြောင်းသစ္စာအကျိုးသစ္စာခေါ်တဲ့လောကီသစ္စာနှစ်ပါးကိုမြင်သဖြင့်ထိုသစ္စာနှစ်ပါးကိုသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိလို့ခေါ်တဲ့ဟောတရားနာပိဋကမက်ကသစ္စာနဲ့တတ်လိုက်တော့လေခုလင်ငါတို့ငါလူထွက်ခြင်းတဲ့ယဟန်သည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပတ္တိမက်ဖို့စခန်းသို့ရောက်၍နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်သို့ဆိုင်မြောင်းတော်မူရရှာလေသတည်းဧသားကြီးလူထွက်ခြင်းတဲ့ကိုတော်ဘာဖြစ်သွားတော့ဟောရငြိမ်လားကြီးလားဘာဖြစ်သွားတော့သောတာပန်ပြေးသားကြီးဘာဖြစ်သွားတော့အဲသောတာပန်ဖြစ်သွားပြီဒါကြောင့်ဒီကနေ့ရှေ့ပိုင်းတရားကဘာတဲ့တုံးပြေးသားမြစ်ကိုပြည့်၍ချောင်းကိုရှာဘာတဲ့တုံးပြေးသားပေးထားတဲ့နာမည်လေးနဲ့ဟိုနှစ်ယောက်နဲ့ရှင်ပြတာလဲပြေးသားကြီးသဘောပေါက်မလားကဲသဘောပေါက်ရင်ဖြင့်ဒီကနေ့ညရှေ့ပိုင်းမှာကျွတ်တို့ချောင်းမြစ်ကိုပြည့်၍ချောင်းကိုရှာဆိုတဲ့တရားသည်ဒီနေရာမှာနှိဋ္ဌိတန်းလို့နောက်ပိုင်းကြတော့ကျုပ်ဗါတဲ့ဗုဒ္ဓဂုံရောင်ဘလူးရှောင်းဆိုတဲ့ဇတ်တော်ကိုအစအဆုံးဟောကြားမှာဖြစ်ပါတယ်ဗျာတဏှာကြီးလောင်လဲရှိသွားပါပြီဒါကြောင့်အာလုံးတရားတော်မတွေမိမိတို့တတ်ဆုံးသမျှဒီစေတီတော်ကြီးအတွက်ဖြင့်နောက်ဆုံးညမှုလို့အာသွန်ခွန်ဆိုင်အိတ်သွန်ဖာမောက်ကြိုးစားပြီးတော့လှူဒန်းကြပါဦးလို့ဒါအထူးသဖြင့်တိုက်ကြိုးစားပြီးတော့လှူဒန်းကြပါဦးလို့ဒါအထူးသဖြင့်တိုက်တွန်းရပါတယ်ပြိဿကျုပ်ခိတ္တနာမယ်ဗျာဗမာတွေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်သံပါဒေထမိမိတို့ရည်မှန်သမျှလွယ်လင့်တကူပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း